သင်ပြီဆိုရင်တော့ချမ်းသာဖို့မစင်စားနဲ့နတ်မှန်အောင်စားရကံကောင်းဘဝနော်နတ်မှန်အောင်စားရကံကောင်းပြောပြမယ်မြတ်စွာဘုရားရှင်လက်ထက်ကလောတကတိတ်တာဆိုတဲ့ယဟန္တာမထေတပါအကြောင်းအဲ့ယဟန္တာမထေအလောင်းလျာကလေးကတငါရွာမှာကိုဝင်ရသူ့ကိုဝင်ရတဲ့ညတရွာလုံးမီးလောင်တာ9ကြိမ်သူ့အမေပိုက်ထဲရောက်တဲ့ညစပြီးတော့မမွေးခင်နော်ကိုဝင်မဲ့ရှိသေးတယ်ရွာမီးလောင်တာ9ခါရှင်ဘရင်ကမင်းတံပေးလိုက်တာ9ခါရွာသားတွေတောင်ချာကိုစိုင်းသွားတာပဲတခါမှတို့ရွာဒီလိုမဖြစ်ဘူးကွာဘလို့လဲစဉ်းစားကြတော့တို့ရွာထဲမှာတော့လူယုံမှာတယောက်တော့ရောက်ပြီထင်တယ်ဘယ်အိမ်မှာမှန်းလဲမသိဘူးဘယ်သူသွားဆွဲမလဲနော်ဆွဲမရတော့ဘာလုပ်လဲဟဲ့အင်ကြီး1000တချမ်းခွဲကွာရွာတောင်ပိုင်းနဲ့မြောက်ပိုင်းခွဲလိုက်ပဲမင်းတို့ကတရွာတို့ကတရွာမဆိုင်တော့ဘူးလို့အဲ့လိုလဲခွဲလိုက်ရောအဲ့ကလေးပါတဲ့အချမ်းကငါးကိုရှာလို့မရဘူးတငါရွာမှာငတ်တာမပြောနဲ့သူမပါတဲ့အချမ်းကလွတ်သွားပြီအေးစစ်ငကိုလိုပဲတရရပြန်ဖြစ်သွားပြီ900ဟိတ်တို့ဘက်မှာပါပြီကွာလူယုံမှာထခွဲကွာ250စီသူပါတဲ့အချမ်းကဒုက္ခသူမပါတဲ့အချမ်းကလွတ်အဲ့250ထခွဲကွာ125နောက်ဆုံးခွဲလိုက်တာသူ့တဲ့အိမ်မဲ့ကြံတော့သူ့တဲ့အိမ်လည်းကြောင်ဟာဒီအိမ်လူယုံမှာခဲနဲ့ဝိုင်းပေါက်ထုတ်တာရွာပြင်ရောက်ဒီအဖေနဲ့အမေကငကိုတော့ပုံမှန်ပါပဲဒီကလေးလဲပိုက်ထဲရောက်ရောနော်ဒီကလေးလဲပိုက်ထဲရောက်ရောရှာလို့ကိုမရတော့တောင်းတာတော့မရတော့ပြီးရောမအေသွားတောင်းမအေပိုက်ထဲမှာအဲ့ကလေးရှိနေမအေသွားတောင်းလုံးဝမရဘူးအဲ့တော့မအေကိုအိမ်မှာထိုက်ဖေးတယောက်ထက်သွားတောင်းတော့ဒီကလေးအချိန်လေးရပါတော့များဆမရကိုအဲ့တော့လင်မယားနှစ်ယောက်ဝေစားမဝရေစားပေါ့အဲ့ဒါကံနေအချိန်ဟတ်တယ်ဆိုတာဒါပဲနော်ဘာအချိန်ဟတ်တာကြံတဲ့ရွာသားတွေကဒီကလေးကြောင့်စွတ်ခံနေရတာနော်အကုသို့အချိန်ဟတ်တယ်ဆိုအဲ့ဒါကြောင့်ဘုံတို့ငယ်တော့နော်အေးဘက်ပြန်တိုင်းအပြင်ဆောင်းမထက်နဲ့အေးဒီထဲကိုတန်ပြန်မဝင်စေနဲ့စောစောအတန်တိုင်းကကောင်းတယ်အဲ့တော့ဒီတိုင်းရတယ်ဒီကလေးကြောင့်နော်မအေရောဖေရောငတ်တာအရှိန်ဟတ်တယ်လို့ခေါ်တယ်နော်ဘုံတို့ငယ်တော့ကနည်းနည်းအာကုသို့လှုပ်တတ်တဲ့လူဆိုရင်လေမိုးဥကြမိုးတွေရွာမိုးတွေချိန်ပြီးဒိန်ဆိုအဲ့ကောင်သားမနေနဲ့တို့ပါရောမိုးချုပ်ပြစ်မယ်ဆိုမလှုပ်တယ်လည်းလှုပ်တတ်လားအာကုသို့အရှိန်ဟတ်မှာစိုးလို့အဲ့တဘောပဲဒီမအေဖေကတော့ထိုင်ခံငတ်တာဟိုရွာတော့ဒိုးလက်ဒုက္ခမခံနိုင်ဘူးလစ်တော့ဆိုရွာပြင်းနှင်ထုတ်လိုက်တာသူ့အရှိန်နဲ့ဒီမှာမအေနဲ့ဖေငတ်တာဒါပေမဲ့သားသမီးစိတ်နဲ့တော့ဗာပြည့်ပေးတေပြီးအငတ်ခံမွေးတာမွေးလာပြီးတော့အဲ့ကလေးလေးပိုက်ပြီးတော့သွားပြီးတောင်းရင်မရပြန်ဘူးအဲ့တော့ဒီကလေးထားခင်ဖေတယောက်တည်းသွားတောင်းတယောက်တည်းသွားတောင်းလို့ရတဲ့ဟာ2ယောက်မြစားဆိုမဝရေစာအန်ကျိတ်ခံတယ်ဘယ်တော့ကြာသွားလဲဆိုကလေးလမ်းလျှောက်နိုင်တဲ့အရွယ်ရောက်သွားတယ်တဲ့ဘယ်နှစ်လောက်နေမပြော3နှစ်လောက်ပေါ့ဗျာတောက်သွားတတ်တဲ့အရွယ်နော်3နှစ်လောက်လဲရောက်ရောဖေးရပြောပြီမိမဒီကလေးကုံဝင်ရတယ်ဆို4နှစ်ရှိပြီငတ်တာငါဆက်ပြီးအငတ်မခံနိုင်တော့နင့်သားကိုနေချင့်ရင်လည်းနေကြတော့ငါလစ်တကယ်လို့နေအဲ့ကလေးစွန့်ညင်တယ်ဆိုလဲစွန့်လိုက်တော့ဒုလင်မရသွားမယ်ဒါမခံနိုင်တော့ဘူးမိမလည်းစဉ်းစားတယ်ဒီယောက်ျားမှမရှိရင် तू ဒီကလေးကနေ तू ဒီကလေးရှိရင်တောင်းလို့မှမရတော့ तू ကငတ်သေးမှာဟုတ်ကဲအဲ့ဆိုတော့ကလေးပဲစွန့်တော့မယ်အဲ့လိုစွန့်လိုက်တော့မိခင်စိတ်မရှိဘူးဖခင်စိတ်မရှိဘူးဘလို့မအေးဖေးနဲ့ယူထားပြီးပြစ်ထားတယ်သွားအပြစ်မတင်နဲ့နော်မိဘအပြစ်လားကလေးကန်လားတချို့ဟာတွေကကလေးကန်တော့လူတွေကမြင်တာဒီအမြင်ကိုပဲဝေဖန်လိုက်တာရှေ့ကန်ကိုမကြည့်တတ်ဘူးနော်ရှေ့ကန်ကိုကြည့်ရင်လေအခုဘုံကဟောရှေ့ကန်ကိုမျှကြည့်တတ်လို့ရှိရင်လောကကြီးမှာအပြစ်တင်စရာတရားမှမရှိဘူးစိတ်ချအားလုံးက तू လှုပ်တဲ့အတိုင်းဖြစ်သွားကြတာကြီးတယ်ပဲဘယ်သူလှုပ်တဲ့အတိုင်းနော်စတိလတထေးဆိုတာရှိတယ်ဘုံအသက်က60လို့ပြောထားတယ်နော်ဘာကြောင့်ပြောထားသိလား
သက်ကြီးရင်စကားများတတ်တယ်တဏှာကြီးနဲ့မပြီးမှဆိုလို့ကြိုးပြောတာနော်စတိလတထေသူ့မမွေးခင်နဲ့အမေကတွက်ထားတာဒီကလေးမွေးပြီးရေမျောမှာလေဟောတထေသမီးနော်တပည့်တိုင်းနိုင်ပြတ်တတ်နေတာနော်ဒီကလေးမွေးပြီးရေမျောမှာလို့တွေးထားတာတစ်တာပါကြိုရိုက်ထားတာမမွေးရသေးဘူးရေနဲ့မျောဖို့မွေးလဲပြီးရောအဲ့ဒီကလေးကိုရေတောင်မဆေးဘူးမွေးပြီးကိုယ်ဝန်အညစ်ကြေးတွေနဲ့တော့တခါတည်းတက်တာတဲ့ထက်ပြီးရေသွားမျောတာပြီးရောတော်တော်ရက်ဆက်တဲ့အမေလူစိတ်မရှိဘူးသွားမပြောနဲ့နော်အဲ့ကလေးလေးပေါ်လောပေါ်လောနဲ့မျောသွားအောင်ဟိုးမြေစိတ်အောက်မှာရေချိုးနဲ့အမျိုးသမီး2ယောက်ရှိတယ်လူဆိုတာလဲလောဘသားကောင်းနေဘူးလမ်းမြဟဲဟိုမှာတစ်တာတလုံးငါတစ်တာနော်အမေဘာမှမသိဘူးနာမီအပိုင်သိမ်းလိုက်တာငါတစ်တာနော်တဲ့အေးတဲ့မြင်ရတဲ့တစ်တာနစ်တစ်တာတဲ့အထက်ဟာငါဟာတဲ့နောက်တစ်ယောက်ကလုတ်ပြန်အောင်နော်လောဘတော်တော်ကြောက်စရာကောင်းတယ်နော်အနားလဲရောက်ကြည့်လိုက်တော့ကလေးလေးဖြစ်နေရောကလေးလေးဖြစ်နေတော့အရှင်နုရုဒ္ဓမထေရသွားလူမဖြစ်မယ်သွားလူလိုက်တော့အရှင်နုရုဒ္ဓဒီကလေးရဲ့ရှည်ရေးကြည့်လိုက်တော့ဒီကလေးကယဟန္တာဖြစ်မဲ့ကလေးယဟန္တာဖြစ်မဲ့ကလေးမအေးစွန့်တာနော်ယဟန္တာဖြစ်မဲ့ကလေးလောကချမ်းသာခံစားဖို့ရှိလားကြည့်လိုက်တော့ရှိတယ်ဇောတိကဇတိလမင်းတကကာကွန်နနော်တထေကြီးလေးဦးဘုရားလက်ထက်ကအဲ့ထက်မှဇတိလတထေဆိုသူပဲအဲ့လောက်ချမ်းသာမဲ့ကံလောက်ခဲ့တဲ့ကလေးကအမေစွန့်တာနော်အဲ့တော့တထေလက်ထဲလေးရောက်သွားအောင်အဲ့တထေ12နှစ်လုံးလုံးရောင်းမထွက်တဲ့ကုံတွေကတရက်ထဲနဲ့အကုန်ကုန်သွားတာဟာဒီကလေးကလက်ကောင်ဟာတထေကလေလက်ကောင်ဟာအဲ့တော့ကြီးလာငါသမီးနဲ့ပေးစားမှာအောင်မလေးတခါတည်းတွေ့ပြီးသားအရွယ်ရောက်တော့ပေးစားလိုက်တာပဲပေးစားပြီးတော့သူတို့အိမ်ကိုဟိုမှာမင်္ဂလာမဆောင်ခင်နဲ့အိမ်ကြိုဆောက်ပေးထားတာမင်္ဂလာလည်းဆောင်ပြီးရောသူတို့နေမဲ့အိမ်ကိုသွားရောအိမ်လေကားကုန်တက်လိုက်တာနဲ့အိမ်နောက်ပြီးမှဒုံးဆိုရွှေတောင်ကြီးပေါက်လာတယ်နော်အဝင်းရနာမှာပေါက်ရင်လည်းကောင်းပါအဲ့ရွှေတောင်ကြီးကလေဘလောက်ယူသူဖဲရင်လက်နဲ့ဖဲလို့ရတယ်နော်တပိတ်တာဆိုဖဲရတယ်အချိန်30ဆိုလဲရတယ်ကြံတဲ့လူကတော့ပေါက်တူးနဲ့သွားပေါက်မပဲ့ဘူးစိတ်ချပြီးရင်သူဖဲတဲ့လောက်ကပြန်ပြည့်တာနော်တက်တလုံးဘလို့တုံမကုန်အဲ့ရွှေတောင်ကြီးနဲ့တက်ကြောင်သူ့ပါလေဇတိလတထေတော့နောက်တော့သာသမီတွေရပြီးတော့ဖះကြွလာတဲ့အချိန်မှာတရားနာလိုက်တာ9ရက်လဲကြာရောတရားနာပြီးတော့နိဗ္ဗာန်ရဖို့နိဗ္ဗာန်သွားဘာကုသိုလ်လုပ်နိဗ္ဗာန်ဆုတောင်းတော့အဲ့တထေကကုသိုလ်လုပ်တော့နိဗ္ဗာန်ပစ္စယောဟောတုဒီကောင်းမှုဒီတထေဖြစ်ရပါလို့ဆုတောင်းခဲ့တာမဟုတ်နိဗ္ဗာန်ထောက်ပံ့ဖြစ်ရပါလို့ဆုတောင်းတော့နိဗ္ဗာန်မြတ်ကတထေဖြစ်တယ်တထေဖြစ်ပေမဲ့လို့တရားနဲ့လည်းတွေ့လိုက်ဟောဟာငါတို့ချမ်းသာတာအလကနိဗ္ဗာန်မှာတကယ်ချမ်းသာငါဘုန်းကြီးဝတ်ပြီးနိဗ္ဗာန်ရယူမယ်ဆို9ရက်အတွင်းမှာပဲယဟန္တာဖြစ်ပြီးတော့နိဗ္ဗာန်ရသွားတယ်ချမ်းသာပြီးမဲ့စွန့်နိုင်တယ်ဘာကြောင့်လဲသူလိုချင်ခဲ့တာဥစ္စာလားနိဗ္ဗာန်လားဒါကြောင့်တစ်ချိန်မှာစွန့်လွတ်ပြီးတော့နိဗ္ဗာန်ယူနိုင်ဖို့ဆိုရင်ကုသိုလ်လုပ်ရင်ဘာဆုပဲတောင်းအပြိုကြီးမအေးလို့ဆုမတောင်းနဲ့ဒါမှအပြိုကြီးမအေးပိုင်လဲ sorry နော်တော့ကြဘုံဘစောင်းပြောတယ်ဖြစ်အောင်မှာနော်အပြိုကြီးမအေးဆုတောင်းတာလေးပြောပြအောင်မယ်ဤကုသိုလ်ကောင်းမှုကြောင့်တပည့်တော်မသည်နိဗ္ဗာန်မဲ့ဖို့ကိုရက်တူရောက်ရပါလို့အာမဲအဆင့်ကိုမြင်တာသူကနောက်ဘဝတော့မဟုတ်ရက်တူနဲ့ကိုရောက်ချင်တာပြီးမှဆက်ဆိုနိဗ္ဗာန်မှာပြန်လာခဲ့သည်ရှိတော်ဆိုဟာပြီးရောနိဗ္ဗာန်ရောက်မှပြန်လာခြင်းတာမအေးတယောက်ပဲရှိတယ်နော်အဲ့လိုတော့ရှာမရှိနဲ့လို့ပြောတာနိဗ္ဗာန်ဆိုရပြီမတော်လည်းတော်လားတော်ပါပြီနိဗ္ဗာန်လောက်ဆိုရင်တော့ရှာမရှိနဲ့တန်တရာရှိတာဟာဘာမှမဟုတ်ဒါနကြောင့်ရှိတာမဟုတ်ရှာရှိလို့ရှိတာ